ရောင်စုံလိပ်ပြလေးနဲ့တူဤတင်ငန်းစာတစ်ခါကတာယာလှပတဲ့ပန်းချံကြီးတစ်ခုထဲမှာအလွန်လှပတဲ့ရောင်စုံလိပ်ပြမလေးတစ်ကောင်ရှိတယ်။သူ့ရဲ့အတောင်ပံတွေကတက်တက်ရောင်စုံဖြာထွက်နေပြီးပန်းပွင့်တိုင်းကသူ့ကိုဝိုင်းချီးမွမ်းကြတာပေါ့လိပ်ပြလေးဟာသူ့ကိုယ်သူအလှဆုံးလို့ထင်ပြီးမြေကြီးပေါ်မှာတွားတွားနေတဲ့ခူကောင်လေးတစ်ကောင်ကိုမြင်တဲ့အခါကဲ့ရဲ့လေတော့တယ်။ဟဲရုံစရာကောင်းလိုက်တဲ့တရဝါလေးငါ့လိုလှပတဲ့အတောင်ပံတွေလည်းမရှိဘူးမြေကြီးပေါ်မှာပဲကက်နေရတာနှမျောစရာပဲလို့လိပ်ပြလေးကပြောလိုက်တယ်။ခူကောင်လေးကတော့ဘာမှပြန်မပြောပဲပြုံးပြုံးလေးနဲ့ပဲတရွက်တွေကိုဆက်စားနေခဲ့တယ်။တနေ့မှတော့လိပ်ပြလေးဟာပညာရှိပစင်းဖိုးဖိုးနဲ့တွေ့ဆုံခဲ့ပါတယ်။လိပ်ပြလေးကသူ့အလှပအကြောင်းကြွားဝါပြောဆိုတဲ့အခါပစင်းဖိုးဖိုးကအေးစစ်စစ်ပဲပြန်ပြောပြခဲ့တယ်ညီလေးမင်းအခုမြင်နေရတဲ့ခူကောင်လေးဟာမင်းရဲ့အတိတ်ပုံရိပ်ပဲမင်းလည်းတစ်ချိန်ကအဲ့ဒီလိုပဲတွားတွားခဲ့ရတာပါပဲခူကောင်ဘဝကနေအိမ်ငယ်လေးပိုးအိမ်ထဲမှာအမောင်ထုကိုတီးခံပြီးစောင့်ဆိုင်ခဲ့လို့သာအခုလိုလှပတဲ့အတောင်ပံတွေကိုရခဲ့တာပါလိပ်ပြလေးဟာရှက်ကိုရှက်ကန်ဖြစ်သွားပြီးသူ့ရဲ့မမာနတွေကိုလွှတ်ချလိုက်ပါတယ်အလှပဆိုတာပြင်ပတရံနဲ့မကပဲဖြတ်တန်းခဲ့ရတဲ့စူးစမ်းမှုမှလည်းရှိတယ်ဆိုတာသူနားလည်သွားခဲ့တယ်အဲ့ဒီချိန်ကစပြီးသူဟာတခြားအကောင်လေးတွေကိုမနှိမ်တော့ပဲအားလုံးနဲ့ချစ်ချစ်ခင်ခင်နေထိုင်သွားပါတော့တယ်ကိုကအောင်မြင်နေတဲ့အချိန်မှာနှိမ့်ချနေသူတွေကိုမလောင်ပြောင်းပါနဲ့လူတိုင်းမှာကိုစီအချိန်ခါနဲ့စူးစမ်းမှုတွေရှိကြပါတယ်လှပတဲ့လိပ်ပြဖြစ်ဖို့ခူကောင်ဘဝနဲ့ပိုးအိမ်ဘဝကိုတီးခံဖြတ်ကျော်ရတယ်လို့ပဲဘဝရဲ့အောင်မြင်မှုတိုင်းကခက်ခဲတဲ့အချိန်တွေကိုကြော်ဖြတ်ပြီးမှရလာတာပါပြင်ပအလှပထက်တခြားသူအပေါ်ထားရှိတဲ့နားလည်စာနာစိတ်ကပိုမိုတောက်ပါပါတယ်